ဒီအားလုံးမင်္ဂလာပါလို့အရင်ဆုံးနှုတ်ခွန်းဆက်တာပါစီအခုကတော့ဒီ February 2nd week လောက်မှာတယောက်ထဲသွားခြင်းနဲ့ခီးတခုစိတ်ကူးရတာနဲ့ပြပြကျွန်းကို Switzerland Travel and Tour ကနေပြီးတော့ပတ်1500 package နဲ့ပြပြကျွန်းကိုသွားခဲ့ပါတယ်။သူကပြပြကျွန်းကိုသွားမှာပါဆိုလို့တယောက်ထဲသွားမှာဖြစ်ပါတယ်ဒီနေ့က happy trip ဖြစ်ပါတယ်ရှင်သွားစီမဲ့ speedboat သွားစီမဲ့နေရာကိုသွားဖို့ကစားနေရပါရှင်အဲဒီကနေပြီးတော့ခါတာနေပြီးတော့မှရာစတာပီယာတီကိုစီးသွားကြပါတော့ကားတစ်ခုလုံးမှာမြန်မာဆိုလို့ကိုတရားတော့ပါကြတယ်ခေါင်းကတော့ရှားနေပြီပေါ့နော်ဟိုကရာစတာပီယာရောက်နေပါပြီဒီဘုံစီကိုစောင်းနေတာဖြစ်ပါတယ်အဲ့ကနေပြီးတော့ရောက်သွားပြီးတော့ဒီရာစတာပီယာရဲ့လက်ချင်မှာသူကပတ်စံတောင်းနေပါတော့ပတ်ထောင်လာပြီးပါတော့နော်ဒါ charges ပေါ်အဲ့အောင်ပေးလိုက်ပြီးပြီးတော့ကျွန်တော် breakfast ကျွေးရ breakfast ကလည်းပါမုတ်တွေရော coffee တွေရောအေးရောနော်ဟိုတိုးကရောက်လာတယ်အဲတိုးကရုရှားနဲ့လည်းပြောပြတယ်အင်္ဂလိပ်လည်းပြောပြတယ်ပြီးသွားတဲ့အချိန်မှာကိုရီးယား speedboat ရှိနေတယ်ကြားကြတယ်speedboat က3စီးထွက်တယ်ပေါ့အဲ့ဒီကအမေကိုကတော့ရုရှားအဖွဲ့နဲ့လိုက်သွားတာနော်ဟိုချောလေးကြီးပဲဆိုတာသူတို့နဲ့လိုက်တောင်းလိုက်ပြီးတော့စတာပီယာကနေပြီးတော့မှဖုခတ်ကျွန်းကိုအရင်ဆုံးတော့လိုက်ပို့ပြီးဖုခတ်ကျွန်းဆိုတော့ဘဲပုံစံနဲ့ရှိပြီးတော့မှဒီဖုခတ်မှာရှိတဲ့အသေးဆုံးကျွန်းလေးကတစ်ခုပေါ့နော်သူကကျွန်းလေးကအရင်ရည်ကြီးရဲ့တဲရလည်းအဖြူကောင်ဖြစ်တယ်ဆိုတော့အဲ့ကျွန်းရောက်တဲ့ချိန်မှာသူကမိနစ်20ပေါ့နော်သူတို့ပြန်လာခဲ့ဖို့အချိန်ပြောပြလိုက်တယ်အဲ့အချိန်ကြီးမပြန်လာခဲ့ရမယ်ဆိုတော့ကိုကတော့သွားပြီးရေးပိုင်းနဲ့ပါရေတော့အဲ့ချိန်မှာလောကရေမကူသေးဘူးအမတ်တရတပုတ်လေးရိုက်တယ်အဲ့ဖြစ်ဆိုအဲ့ချိန်မှာရေတော့ကူလိုက်မယ်ဆိုတနေ့ပေါ့အရင်ပြင်မှမှာဆိုရေတော့မကူဘူးတုံးလည်းရိုက်ပြီးရတယ်အဲ့တမတ်တဲ့အချိန်တွေမှာပြန်လာခဲ့တယ်ကိုခအန်လိုင်းကနေပြကျွန်းစပြီးတော့ပြပုတ်ကမောင်းလာတယ်ပေါ့နော်တောက်လျှောက်မှာရေပြင်းကြီးပဲရှိရယ်နိုင်ဘလောက်လဲကြာအောင်တကယ်ကိုမိုးလောက်တိကြောက်ဆောင်အရန်လိုက်ကြောက်ဆောင်ကြီးကိုတွေ့ကြမှာဟာငါပြကျွန်းရောက်တော့မယ်ဆိုတော့တိလိုက်အဲ့ဒီချိန်မှာသူကစပီးကငါပြီးလေဒါမြောက်လေးတွေနေကျွန်းပေါ့နော်မန်ကီအိုင်လန်မှာနော်ဆန်မမနာကိုဒီကိုရောက်တာလေနည်းနည်းသူ15မိနစ်တွင်ပြန်လာဖို့ပြောရတော့ကိုအမြင်ဆင်းပြီးတော့မြောက်ကလေးတွေတပုံဝင်ရိုက်အစာကျွေးပြီးရနဲ့15မိနစ်တွင် speedboat ကိုပြန်တက်လာတယ်။အဲ့ကနေပြီးတော့မှဖိတွေကျွန်းယူတော့ရှောက်မောင်းလာတယ်ဖိကျွန်းဒီမှာခဏရက်ပြီးချိန်မှာအဲ့မှာ12နာရီဖြစ်သွားပြီဒါမှမဟုတ်ထမင်းစားတချို့က scuba diving သွားခြင်းနဲ့ဆိုရင် scuba diving အဖွဲ့ရဘတ် snorkeling ပေါ့နော် snorkeling အဖွဲ့ရဘတ်2000ပြရမယ်ဆိုတော့ကိုက snorkeling လုပ်ဘူးအဲ့ဒီမှာလည်းဘာသာစားတယ်ဘာသာစားပြီးတော့ညနေ2နာရီမှာသူပြန်ပြီးတော့ထွက်နေဆိုတော့အဲ့ချိန်ဆောင်ပြီးတော့မလျှောက်တော့ပါတော့ဒီကျွန်းကအရန်လှရောဒူးနဲ့ထက်မဟုတ်ကိုကရိုက်တုံးကတောက်ဆောင်နေတိုင်မယ်အဲ့နေရာပဲပေါ့နော်အဲ့မှာကိုကကျွန်းလေးမှာအစ်စေဘာကလေးစားပြီးတော့ထိုင်ဆောင်နေပေါ့နော်ဒါပေမဲ့အဲ့ချိန်မှာကိုကတယောက်ထဲသွားတာဖြစ်တဲ့အတွက်ဒီ speedboat ကိုမမှတ်မိရဲ့ခါကျတော့ကိုကဘယ်လိုလုပ်ထားလဲဆိုတော့ကိုကလူတွေကိုမှတ်ထားတာပေါ့ဒီလူတွေရှိရင်ဒီ speedboat လာလို့ရှိရင်ကိုဒီ speedboat ကိုတက်ကြမယ်ဆိုတော့မှတ်ထားရင်မှကိုကတခုရိုက်တယ်နိုင်ငံရလှဲချေကိုဖက်ကတည်းကမရှိရောနှစ်နာရီကလည်းသူချင်းနာနေရရတယ်ကြောလာပြီကြောတော့မစက်မတော့ကြောသွားပြီးမှကျင်းနေပြီလို့ဆိုလုံးဝထိတက်သွားပြီးမှကျင်းနေပြီးကျမကတက်ကျင်းနေပြီလို့အဲ့လိုခံစားမိရအဲ့ဒီအချိန်မှာဖတ်မဲ့ပေါ့လန့်ကြည့်တဲ့အချိန်မှာကောင်မလေးတစ်ယောက်ကအဲ့အဖွဲတဲ့ကောင်မတော့အုပ်ခေါင်းကအုပ်ပေါင်းကြီးတော့သူ့အဝေးရလက်ပြီးတော့အဲ့ချိန်မှာကြောက်အဲ့ဒီနေရာကိုဟာဒါဆို speedboat ရှိရနေရပဲဆိုအမြင်ပြေးမှအဲ့ချိန်မှာ speedboat ကိုကတိလေးမိသွားပြီးတော့ speedboat ကို speedboat ဆို speedboat ကအမတန်းစီကြတာအကုန်လုံးကတပုံစံနဲ့တယောက်နဲ့ဆိုဘယ်လိုမှကို speedboat ကဘာလဲဆိုတော့ဘလုံးကမမိတယ်လို့ဒါတော့အဲ့တဲ့သွားဆိုလိုမှာကိုရခဲ့ကိုရဲ့ weak point ကိုခေါ်မှာပေါ့ကိုမမှတ်မိဘူးပေါ့နော်အဲ့ဒါနဲ့ speedboat ကငါ့ကိုမိသွားအဲ့ကနေပြီးတော့မှသူတို့ကနေပြီးဘယ်ကိုလိုက်ပို့ပြီးလဲဆိုတော့ဒီជីဝဆိုငတ်တီဟိုနေတဲ့ဒီလှိုင်ကူကြီးကိုအဲ့လှိုင်ကူကြီးကပြည်ပြည်နေတာဖြစ်တဲ့ကြောင့်မလို့ဝင်ကြည့်လို့မရဘူးလေဘောကပဲဒီကြည့်လို့ရရဆိုပြီးတော့ activity speedboat ကိုရဟို activity short ပြီးနော် short speed short ပြီးတော့ video zoom နဲ့ဒီလှိုင်ကူကအကြည့်ပဲအဲ့ဒါကြည့်ပြီးရဲ့အချိန်မှာတို့ကပြောရပေါ့နော်ဖိလေးကျွန်းကိုထပ်သွားကျင်တာပေါ့နော်ဒီဖိလေးကျွန်းကတော့အရန်လာတယ်